ထမဆုံးပိုင်းကတော့ pharmaceutical market ဒါ overview အနေနဲ့ပြောသွားမှာပါ and secondly marketing strategy and then distribution strategy pricing strategy communication strategy and focusing planning and evaluating the marketing strategy ဒါတွေဒီအဓိကအပိုင်း6ပိုင်းဖြစ်ပါတယ်တခြားစာအုပ်တွေမှာလည်းပဲဒီလိုခေါင်းစဉ်တွေကိုအသုံးပြုထားပြီးတော့ pharmaceutical marketing ဆိုတဲ့ subject course တွေကိုပြောပြထားတာတွေရှိပါတယ်တစ်ခုနဲ့တစ်ခုတူညီတာတွေနီးစပ်တာတွေကွဲလွဲတာတွေနည်းနည်းပါးပါးရှိပါတယ်သို့တော်လည်းအခြေခံအားဖြင့်အဓိက frame ကတော့ဒီအရေးကြီးတဲ့6ချက်6 parts က pharmaceutical marketing အတွက်ကိုအရေးကြီးသောခေါင်းစဉ်များလို့ပြောချင်ပါတယ်ဒီမှာအဓိကပြောသွားချင်တာကတော့တကယ်ကို practical guide ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲကနေပြန်ပြီးတကယ်လုပ်ငန်းခွင်မှာ field ထဲမှာကိုယ့်အတွက်အသုံးကျမဲ့အချက်တွေပါလာနိုင်ပါတယ်ယူလို့ရပါတယ်နည်းနည်းကိုနဲ့ field သမားတွေ pharmaceutical တကယ်ကို field သမားတွေနဲ့နည်းနည်းအလှမ်းဝေးမယ်လို့ယူဆရတဲ့ဥမာအရန် detail ဖြစ်တဲ့regulatory process တွေအရန် detail ဖြစ်တဲ့ medical affairs တွေဒါတွေကိုတော့ကျွန်မ touch point လောက်ပဲပြောသွားမှာပါအဓိကပြောသွားမယ့်အကြောင်းအရာတွေကတော့ frame ကတော့ဒီချက်6ချက်နဲ့ chapter 22ခုထဲမှာပါပါတယ်ဆိုတော့ဒီနေ့ပထမဆုံးအနေနဲ့တော့ part 1 pharmaceutical market ဆိုတာဘာလဲခြုံငုံပြီးတော့ပြောပြသွားပါမယ်အဲ့ဒီမှာ chapter 3ခုရေးထားပါတယ်ဒါကတော့ overview တွေပါပဲ overview တွေဆိုတာကတော့ဒီ industry မှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒါဒီအခုကတည်းကလေ့လာသွားလို့ရှိရင်ကိုယ့်ကိုတစ်ချိန်ချိန်မှာပြန်ပြီးကြိုးပြုမဲ့အကြောင်းအရာတွေ information တွေပါပဲကိုနဲ့မဆိုင်သေးဘူးလို့ယူဆရပေမဲ့တစ်ချိန်ချိန်မှာကိုကဒီနေရာမှာရက်တက်နေမှာမဟုတ်ဘဲနဲ့ရှေ့ဆက်ပြီးတော့ career journey မှာတွေ့ကြုံလာမယ်တစ်ဆင့်ပြီးတစ်ဆင့်ကိုယ့်ရဲ့တက်လန်းတွေကိုရှာဖွေမယ်ဆိုရင်တော့ဒီလို overview information တွေ concept တွေ perspective တွေရှိသင့်ပါတယ်ဒါကြောင့်ဒီ part 1ကို pharmaceutical market ခေါင်းစဉ်အောက်မှာခြုံငုံပြီးတော့ overall ပြောပြသွားမှာဖြစ်ပါတယ် healthcare environment နဲ့စပြီးတော့ပြောပါမယ် pharmaceutical market လို့ပြောလိုက်ရင် healthcare environment ကမပါမဖြစ်ပါဘူးအဲ့ဒီမှာဘာတွေရှိမှာလဲဆိုတော့ healthcare system around the world ဆိုတာတကမ္ဘာလုံးမှာရှိတဲ့တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်မှာရှိနေတဲ့ healthcare system တွေမတူပါဘူးအခြေခံအမြင့်တူပါတယ်ဒါပေမဲ့တိုင်းပြည်တစ်ခုနဲ့တစ်ခုရှိတဲ့ resources တွေအရာ policy တွေအရာထပ်တူညီမျှမရှိနိုင်ပါဘူးအဲ့ဒီထဲမှာပါနေတဲ့ components တွေရှိပါတယ်အဲ့ဒီ components တွေအချင်းချင်းဘလို့ဆက်ပြီးတော့ဒီ industry ဒီ system ကြီးကိုလဲပတ်နေကြလဲ relationship တွေဘာတွေရှိမလဲပြီးရင်ဒီ healthcare regulation အနေနဲ့ဘာတွေကို focus လုပ်ထားလဲ overview ကပါလဲပြီးတော့ဒီ regulation နဲ့ပတ်သက်တဲ့ major process တွေကပါလဲ international မှာရောဘယ်လိုမျိုး regulation bodies ရှိလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်